ဒီဇလန်လေးကတော့ဒဲဗစ်ဆိုတဲ့လူငယ်လေးတယောက်စပိန်အစ်စ်တစီဝယ်လိုက်တာကနေစတင်ခဲ့တာပါဒါပေမဲ့ဝယ်ပြီးချင်းမှာပဲထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုနဲ့ကြုံလိုက်ရတယ်စပိန်ချင်းကပြုတ်သွားတာပေါ့အဲ့ဒီအချိန်မှာပဲသူ့ဘေးကနေလူတယောက်ကချိန်နေစရာမလိုပဲစပိန်တစီနဲ့အေးလူဖြတ်မောင်းသွားတာကိုဒဲဗစ်မြင်သွားပါတယ်အဲ့ဒါကိုမြင်တော့ဒဲဗစ်ရဲ့ခေါင်းထဲမှာအိုင်ဒီယာတစ်ခုလက်ခနဲ့ပေါ်လာတယ်ငါတို့လည်းဒီစပိန်မှာအင်ဂျင်တစ်လုံးလောက်တက်ကြည့်ရင်မကောင်းဘူးလားဆိုပြီးတော့ပေါ့ဒါနဲ့သူကသူ့တငယ်ချင်းဟောက်လေးကိုသွားပြောပြပေးမယ်ဟောက်လေးကတော့ဒီစိတ်ကူးကိုလုံးဝသဘောမကျခဲ့ပါဘူးအိမ်မက်ရဲ့အစပြုခြင်းအဲ့ဒီညနေမှာတော့သူတို့တငယ်ချင်းနှစ်ယောက်ပြပွဲတစ်ခုကိုတွားခဲ့ကြတယ်အဲ့ဒီမှာမိန်းကလေးတစ်ယောက်ကစင်ပေါ်မှာစပိန်တစီကိုကြော်ညာနေတာပေါ့ဒါပေမဲ့ဟောက်လေးရဲ့မျက်လုံးတွေကတော့အဲ့ဒီမိန်းကလေးစီမှာမဟုတ်ပဲစပိန်စီမှာပဲရောက်နေခဲ့ပါတယ်သူဟာချက်ချင်းပဲဘောပင်နဲ့စက်ကူကိုထုတ်ပြီးအဲ့ဒီစပိန်ပုံစံကိုအမြန်ဆုံးမူချမ်းဆွဲတော့တာပါပဲဒါကိုလုံခြုံရေးကမြင်သွားပြီးသူတို့ကိုလူစင်းရဲတွေလို့ထင်တာနဲ့ပွဲထဲကနေအပြင်ကိုမောင်းထုတ်လိုက်ပါတော့တယ်ပွဲထဲကထွက်လာပြီးတဲ့နောက်သူတို့ဆွဲထားတဲ့ပုံချမ်းလေးကိုယူပြီးအင်ဂျင်စက်ရုံပိုင်ရှင်တယောက်စီတွားခဲ့ကြတယ်သူတို့ကအကူအညီရမလားလို့ညှော်လင့်ခဲ့ပေမဲ့အဲ့ဒီပိုင်ရှင်ကလည်းသူတို့ကိုလူစင်းရဲတွေဆိုပြီးနှိမ့်တဲ့အတွက်အင်ဂျင်ထုတ်ပေးဖို့ညှင်းလွှတ်လိုက်ပြန်ပါတယ်အခက်အခဲများကြားကစူးစမ်းမှုစိတ်ကလက်ပြက်နဲ့အိမ်တန်ရောက်လာတဲ့အခါမှာတော့သူတို့ဟာသူတို့ရဲ့အိမ်လေးကိုပဲစက်ရုံအသေးစားလေးဖြစ်ပြောင်းလဲလိုက်ကြပါတယ်အင်ဂျင်အစိပ်ပိုင်းတွေရဖို့အတွက်သူတို့နှစ်ယောက်ဟာအင်ဂျင်စက်ရုံတစ်ခုမှာအလုပ်ဝင်လုပ်ပြီးအစိပ်ပိုင်းတွေကိုတိတ်တဆိတ်စုဆောင်းခဲ့ကြတယ်တရက်မှာတော့ဒဲဗစ်တယောက်အင်ဂျင်အစိပ်ပိုင်းတစ်ခုကိုခိုးထုတ်ဖို့ကြိုးစားရင်းစက်ရုံပိုင်ရှင်နဲ့ထိတ်တိုက်တိုးပြီးအမိခံလိုက်ရပါတယ်ပိုင်ရှင်ကဒေါသတကြီးနဲ့ဒဲဗစ်ကိုတေလူမတက်ရိုက်နှက်ပါတော့တယ်ဒါပေမဲ့ထူးဆန်းတာကအဲ့ဒီလိုရိုက်နှက်ပြီးတဲ့နောက်မှာတော့အဲ့ဒီပစ္စည်းကိုဒဲဗစ်ယူသွားဖို့ပိုင်ရှင်ကခွင့်ပြုပေးလိုက်ပါတယ်ပထမဆုံးအောင်မြင်မှုနဲ့အလှည့်ပြောင်းလိုအပ်တဲ့အစိပ်ပိုင်းတွေအားလုံးရသွားတဲ့အခါမှာတော့သူတို့ရဲ့ပထမဆုံးအင်ဂျင်ကိုတိစောက်နိုင်ခဲ့ကြပြီပေါ့ဒါပေမဲ့စနိုးလိုက်တဲ့အချိန်မှာပဲဒိုင်းဆိုတဲ့အတန်ကြီးနဲ့အတူအင်ဂျင်ကပောက်ကွဲသွားပါတော့တယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီအစိပ်ပိုင်းတွေကဟောင်းနှွမ်းပြီးတန်ချီတက်နေတာတွေဖြစ်နေလို့ပါဒီအဖြစ်အပျက်ကနေသူတို့သင်ခန်းစာတစ်ခုရသွားတယ်အောင်မြင်တဲ့အင်ဂျင်တစ်လုံးဖြစ်ဖို့ဆိုရင်ပစ္စည်းအသစ်တွေပဲသုံးမှဖြစ်မယ်ဆိုတာပါပဲဒါနဲ့သူတို့နှစ်ယောက်ဟာစုထားသမျှငွေလေးတွေကိုအကုန်ထုတ်ပစ္စည်းအသစ်တွေဝယ်ပြီးအင်ဂျင်ကိုပြန်လည်တိစောက်ခဲ့ကြပါတယ်ဒီတစ်ခါမှာတော့သူတို့ဟာအိန္ဒိယနိုင်ငံရဲ့ပထမဆုံးသောမော်တော်ဆိုင်ကယ်ကိုအောင်မြင်စွာဖန်တီးနိုင်ခဲ့ပါပြီကမ္ဘာကိုတက်တည်ပြခြင်းသူတို့ဟာအဲ့ဒီဆိုင်ကယ်ကိုမြို့ထဲမှာစမ်းသပ်မောင်းနေကြည့်တဲ့အခါဆိုင်ကယ်ရဲ့ဒီဇိုင်းနဲ့အတန်ကြောင့်လူတိုင်းကဝိုင်းကြည့်ပြီးစိတ်ဝင်စားသွားကြတယ်အခုဆိုရင်သူတို့ရဲ့ရည်မှန်းချက်ကဒီဆိုင်ကယ်ရဲ့စွမ်းဆောင်ရည်ကိုကမ္ဘာကသိအောင်တန်ပွဲဝင်ဖို့ဖြစ်လာပါတယ်သူတို့ဟာကြီးကျယ်ခမ်းနားတဲ့တန်ပွဲကြီးတစ်ခုမှာပါဝင်ရှင်ပြိုင်ခဲ့ကြတယ်တန်ပွဲအစမှာရင်ဆိုင်ကယ်တချို့လဲကြတာအင်ဂျင်တွေပောက်ကွဲကုန်တာနဲ့တန်ပွဲဝင်တချို့ထိခိုက်ဒဏ်ရာရတာတွေဖြစ်ကုန်ပါတယ်ဒါပေမဲ့ဂျက်ဒဲဗစ်ကတော့သူ့ရဲ့ဆိုင်ကယ်ကိုမလျှော့တော့ဆွဲနဲ့မောင်းနေရင်နောက်ဆုံးမှာတော့ပထမဆုကိုစုကူးသွားနိုင်ခဲ့ပါတယ်ဒီအောင်မြင်မှုဟာသူတို့ရဲ့ပင်ပန်းဆင်းရဲမှုတွေအတွက်ရရှိလာတဲ့အတိမတ်ပြုမှုဖြစ်ပြီးတမိုင်းတစ်ခုကိုလည်းစတင်နိုင်ခဲ့တာပဲဖြစ်ပါတယ်